မင်္ဂလာပါဗျာဗိုင်တဲ့စာဖိုးဘလော်နေရနေပြန်နေကြိုဆိုပါရစေကိုရက်စာတို့ဒီနေ့ကတော့မန္တလေးထုံးမုံလေးထိုးစာမှာဖြစ်ပါတယ်ပရောင်းဆုံးအနေနဲ့ဒီမန္တလေးထုံးမုံထိုးရမှာအဓိကပါဝင်ပစ္စည်းဖြစ်တဲ့ကောင်းချင်းမုံကိုစံချိန်နဲ့ခွက်နဲ့3ခွက်ချင်းပေးထားပါမယ်တကြားကိုထမင်းစားစုံးနဲ့9စုံးခန့်ထည့်ပေးပါမယ်အုံးသီးကြောင့်ထမင်းစားစုံး5စုံးခန့်ချိန်ထားပါမယ်ပြီးရင်အိုးထဲကိုစီထည့်ပြီးတော့စီပူလာပြီဆိုရင်တော့စောနာအုံးသီးကြောင့်များကိုကြော်ပေးလိုက်ပါမယ်ဂရဆာတို့အုံးသီးကြောင့်ကိုရွှေအိုရောင်တန်းလာတဲ့အထိဒီလိုမျိုးလေးကြော်ပေးပါမယ်ဒါကတော့မန်းလေးထုံးမုတ်ထိုးရမှာပါဝင်ပစ္စည်းတွေဖြစ်တဲ့ကောင်းချင်းမုံကဒီဘက်ကအုံးသီးစံကြော်ထားတာရယ်ထောဘက်ကတကြားရယ်စားအနှဲငယ်ရယ်စီရယ်ပြီးတော့ဒီတီဟိုစေးအချောက်ကစပစ်သီးအချောက်ကပြီးတော့မြေပဲလှော်ထောင်းထားတာရယ်ကိုအစင်းသင့်ပြင်ပေးထားပါမယ်။ပေါဝင်ပစ္စည်းအားလုံးအစင်းသင့်ဖြစ်ပြီးဆိုရင်တော့ဒီထိုးမုံထိုးဖို့အတွက်ကိုရက်စာတော့မုံနေဆက်ပါမယ်။ကောင်းချင်းမုံဒီစံချိန်နဲ့ခွက်နဲ့3ခွက်ထည့်တာဖြစ်ပါတယ်။ပြီးရင်စားအနှဲငယ်ထည့်ပါမယ်။တကြားထမင်းစားစုံနဲ့9စုံကန်ထည့်လိုက်ပါမယ်။ပြီးရင်အားလုံးတမသွားစေဖို့အတွက်ဒီလိုလေးအနှဲငယ်မှုပေးပါမယ်။ပြီးတဲ့အခါမှာတော့ဂရက်ဆာတို့ရေကိုဒီစံချိန်နဲ့ခွက်နဲ့3ခွက်ထည့်ပါမယ်ဒီရေကိုဖြည်းဖြည်းချင်းဒီထည့်ပြီးတော့နည်းနည်းချင်းဒီမှုပေးနေရပါမယ်ဒါတော့နောက်ဆုံးလက်ကြံကြီးထည့်ပြီးတော့အားလုံးတမသွားတဲ့အထိခလောက်ပေးလိုက်တာဖြစ်ပါတယ်ကဲဒီလိုမျိုးလေးမုံနစ်ကလေးတိတိကျကျခလောက်ပြီးသွားပြီဆိုရင်တော့ဒီဂရက်ဆာတို့ထိုးမှုထိုးမဲ့အိုးတွေကိုဒီကောင်းချင်းအရေးဖြောထားတာထည့်ပေးလိုက်ပါမယ်ကွာစာဒီထိုးမှုဂျိုတဲ့နေရာမှာမီအေးလေးနဲ့ဂျိုပေးရပါမယ်ဒါမှအိုးမကတ်မှာဖြစ်ပါတယ်ဒါစဂျိုပြီးဆိုကြတဲ့ကဒီလိုတောက်လျှောက်မွေးပေးနေရပါမှာဒီလိုမျိုးလေးပြစ်လာပါလိမ့်မယ်ရေခမ်းတဲ့အထိဆက်ပြီးတော့ဂျိုပေးရပါမယ်ဒီလိုရေခမ်းသွားပြီဆိုရင်တော့ထောပတ်စီထည့်ပါမယ်ထောပတ်စီထမင်းစားစုံးနဲ့2စုံကန်ထည့်ထားပါတယ်ပြီးရင်ဒီလိုမျိုးထပ်ပြီးတော့မွေးပေးရပါမယ်ဒီနေရာမှာမွေးတဲ့နေရာမှာထောပတ်စီနဲ့ဒီမုတ်သားနဲ့တသားလေးဖြစ်သွားတဲ့အထိဖြည်းဖြည်းချင်းမွေးပေးနေရပါမယ်ဒီလိုအနေထားထောပတ်စီကအပြင်မှာမရှိတော့ဘဲနဲ့ထောပတ်စီနဲ့ဒီမုတ်သားနဲ့တသားလေးဖြစ်သွားတဲ့အထိမွေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဂရက်ဆာတို့ဒါစားစီထည့်တာဖြစ်ပါတယ်ဒီနေရာမှာဂရက်ဆာကတော့ဒီပဲစီကိုအသုံးပြုထားပါတယ်ပဲစီကိုထမင်းစားစုံးနဲ့5စုံခန့်သုံးထားပါတယ်ဒီပဲစီကိုအကုန်မထည့်ဘဲနဲ့နည်းနည်းချင်းစီထည့်ပြီးတော့အမွေပေးနေရမှာဖြစ်ပါတယ်ဒီနေရာမှာဂရက်ဆာတို့ဒီပဲစီသုံးပြရတဲ့အကြောင်းရင်းကတော့ဒီထိုးမုံအသားလေးကြည်ဖို့နဲ့ကြာရှည်ခံမှုဖြစ်ပါတယ်ဒီစီကိုနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားနဲ့တသားလေးဖြစ်တဲ့အထိထပ်ပြီးတော့မွေပေးရမှာပဲပြီးတော့ဂရက်ဆာတော့အစင်းသင့်ကြော်ထားတဲ့အုံးကြော်ရဲ့မြေပဲလှော်ထောင်းထားတာကိုထည့်ပေးလိုက်ပါမယ်ပုံစံတိုင်းဒီမုတ်သားနဲ့ရောသွားတဲ့အထိထပ်ပြီးတော့မွေပေးနေရပါမယ်ဂရက်ဆာတို့ဒီမန်းလေးထိုးမုံရဲ့အဓိကမုတ်လုံးဒီတက်ကတော့ဒီမှွေရတာဖြစ်ပါတယ်ဒီလိုကောင်းကောင်းလေးမှွေပေးနိုင်မှမုတ်ကကောင်းကောင်းလေးရမှာဖြစ်ပါတယ်ဒီမြေပဲနဲ့အုံးကြော်နဲ့ဒီမုတ်နဲ့တသားလေးဖြစ်သွားပြီဆိုရင်တော့အစင်းလေးဖြစ်ပါပြီဂရက်ဆာတို့ဒီမုတ်လုံးပဲဘန်းလေးတွေကိုစီထည့်ပြီးတော့ဒီ brush ကလေးနဲ့တမသွားအောင်ဒီလိုတုပ်ပေးပါမယ်ပြီးရင်စောနာအစင်းနဲ့ကြိုးထားတဲ့မန္တလေးထုံးမုံကိုထည့်ပေးလိုက်ပါမယ်ထုံးမုံများဒီမုတ်လုံးတဲ့ဘန်းပေါ်မှာနည်းနည်းပြန့်သွားဖို့အတွက်စိတ်ရှိရှိနဲ့ဒီလိုလေးဖြတ်ပေးလိုက်ပါမယ်ဒီလိုဖြတ်ပြီးဆိုရင်တော့အပေါ်က topping အနေနဲ့တီဟိုစေးရဲ့စပစ်6ရဲ့ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်ဒီလိုတီဟိုစေးနဲ့စပစ်6ကိုလေးမြုပ်သွားဖို့အတွက်အပေါ်ကဇုံးလေးနဲ့ဖိပေးလိုက်ပါမယ်ပြီးရင်တော့ကိုရက်စာတို့ဒီမုတ်သားအေးပြီးတော့ခဲသွားတဲ့အထိထားပေးရပါမယ်ဒီလိုမုတ်သားအေးပြီးတော့ခဲသွားပြီဆိုရင်တော့မိမိတို့ကြိုက်နေတဲ့ပုံစံလေးတွေကိုလီးစားလို့ရပါပြီကိုရက်စာကတော့ဒီထိုးမုံဆိုရင်4000တုံးလေးတွေလီးပြီးတော့စားရကြိုက်လို့ပြီးတော့4000ပုံစံလေးလီးပါတယ်ကဲကူဆိုရင်တော့ထောပန်းနဲ့မွေးမွေးလေးနဲ့အရန်ပဲစားလို့ကောင်းတဲ့မန္တလေးထုံးမုံလေးရရှိလာပြီဖြစ်ပါတယ်ကိုရက်စာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့မန္တလေးထုံးမုံလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်
နေချိန်ဒီမှာငါတိုင်း